ရာကြိုင်လူစိတ်ကမနာလို့စိတ်ဖြစ်တယ်သားသမီးနဲ့မိဘတောင်ဖြစ်တတ်တယ်နော်သားသမီးကမိဘတဲ့တော်တယ်လို့ပြောခံရရင်တချို့မိဘတွေကမခံနိုင်တာလည်းရှိတယ်ကိုယ့်ရဲ့သားတယ်ဆိုတော့မကြိုက်ဘူးကိုယ့်ရဲ့သားရင်တိမပြုတပည့်ကဆရာတဲ့သားတယ်လို့ပြောလို့ရှိရင်ဆရာမကြိုက်ဘူးသူ့ရဲ့သားတာမဖြစ်အောင်ကိုယ့်ရဲ့သားတာဆိုမဖြစ်ချင်ဖြစ်တာလက်မခံနိုင်ဘူးအဲ့ဒါအိတ်သားလို့ခေါ်တယ်တူတယောက်ကြီးပွားတိုးတက်နေတယ်အတိမမပြုနိုင်ဘူးမနာလို့ဖြစ်တယ်အဲ့ဒါအိတ်သားတယ်မနာလို့ဆိုတာဘာပြောလဲအပြစ်ပြောတယ်အပြစ်ဖယ်ရှားတယ်အကောင်းမပြောနိုင်ဘူးဥပမာလူတယောက်ဟာစီးပွားရေးတိုးတက်တာတက်မှာပေါ့ဒီလူကဘယ်လိုကြလို့ပြောတော့တာပဲလေအပြစ်တစ်ခုပြောတော့တာအတိမမပြုနိုင်ဘူးသူကအဲ့ဒါအိတ်သားလို့ခေါ်တယ်အဲ့ဒီအိတ်သားဟာလွန်ဆိုးတယ်ပေါ့ဒီအိတ်သားကိုလည်းမဖြစ်စေသင့်ဘူးပေါ့ကိုယ့်ရဲ့တဏ္ဍမှာသူကဖြစ်လို့ရှိရင်ဒေါသနဲ့တွဲဖြစ်တယ်သူနဲ့တွဲဖိုက်လာတာဒေါသပဲ